ဇလန်းရဲ့အစမှာတော့ရဲကားတစ်စီးပေါ်ကနေဆင်းလာတဲ့အရာရှိကစိုင်းဘိုးတစ်ခုကိုကြည့်ရင်တပည့်ဖြစ်သူကိုစိုင်းဘိုးကိုဖြုတ်ဖို့အမိန့်ပေးလိုက်ပါတယ်။မင်းစင်းအရာရှိမှနဲ့ဘာလို့ပတ်သက်ချင်နေရတာလဲလို့မေးလာတဲ့တပည့်ကိုတော့အဲ့ဒါတွေသူယူမဆိုင်တဲ့အကြောင်းသာပြန်ပြောနေတော့တပည့်ဖြစ်သူကလည်းစိုင်းဘိုးကိုဖြုတ်ပေးလိုက်ပါတယ်။နောက်ရက်မှာတော့ထိုမျိုးကိုပြောင်းရွှေ့လာတဲ့မင်းစင်းအရာရှိမှလေးကိုတီးဝိုင်းနေနဲ့ကြိုးစိုးနေကြပါတယ်။ဒီလိုနဲ့ညဘက်မှာတော့ထိုအရာရှိမှလေးကိုရဲအရာရှိကလာတွေ့နေပါတယ်။အသက်ပြောင်းရွှေ့လာတဲ့သူမကိုလက်ဆောင်တွေပေးကသူ့နာမည်ကနိုလန်ဒီမျိုးကရဲဥပါဆိုပြီးတော့မိတ်ဆက်လိုက်ပါတယ်။ပြီးတော့ဒီမျိုးကဓမြတွေကလူရက်တာတွေအပြင်လူပါတက်တဲ့သူတွေဖြစ်ပြီးတော့အရင်တုန်းကသူမရှိမှရောက်လာတဲ့သူတို့ကလည်းဓမြတွေတက်လိုက်တာအလောင်းအောင်ပြန်မရခဲ့ဘူးလို့ပြောပြနေပါတယ်။အရာရှိမလေးကတော့သူမအဲ့လောက်မပြောညံဘူးလို့ဆိုကရဲဦးနဲ့တူပူပေါင်းပြီးတော့ဖမ်းနိုင်မှုစူးစမ်းမှာပါလို့ပြန်ပြောလိုက်ပါတယ်။ဆက်ပြီးတော့ရဲဦးကသူမဖေကဝင်ကြီးတဦးရဲ့တွင်းရင်မှုဖြစ်ပြီးတော့အဖေဖြစ်သူရဲ့ပါဝါကြောင့်ဘောလမတ်တူကိုလိန်ညာကင်ဆောင်ပြီးတော့သူမအခုလိုယာရုနဲ့ပြောင်းရွှေ့လာတယ်ဆိုတာကိုသူသိထားကြောင်းပြောပြလိုက်ပါတယ်။ပြီးတော့သူမအထက်တန်းကျောင်းသူဘဝတုန်းကလည်းသူမကိုအတင်းကျပ်ခဲ့တဲ့ကောင်လေးရဲ့တေးဆုံးမှုမှာသူမတို့သားပါဝင်လှုပ်ကြံခဲ့တယ်ဆိုတာကိုလည်းသိထားကြောင်းထပ်ပြောပြလိုက်တော့သူမကရဲဦးကိုဘာလို့ချင်းလို့ချင်းချောင်းနေတာလဲလို့မေးလိုက်ပါတယ်။အဲ့တော့မှရဲဦးကသူနဲ့တညအိပ်ပေးဖို့ပြောလိုက်ပါတယ်။အဲ့ဒီစကားကိုကြားလိုက်ရတော့သူမလည်းအရန်ဒေါသထွက်သွားပြီးတော့ထွက်သွားဖို့အော်ပြောလိုက်ပါတယ်။အဲ့ချိန်မှာပဲရဲဦးကသူသားဒီအကြောင်းတွေကိုပိုင်ရန်ဆိုင်ရာအထက်လူကြီးတွေနဲ့ဒီကလူတွေအားလုံးကိုပြောပြလိုက်ရင်ထောင်ကြပြီးတော့ထောင်ထဲမှာပဲထောင်မှုတွေစော်ကားတာကိုခံမလားလူမသိသူမသိနဲ့သူနဲ့အိတ်တာကပိုကောင်းမလားစဉ်းစားဖို့ပြောလိုက်ပါတယ်။ရဲဦးကသူမရဲ့နောက်ကျောင်းတွေကိုအားလုံးသိထားတော့အဖေဖြစ်သူကိုသူမဘာထောင်ထဲဆိုင်ရတော့မှမဟုတ်သူမလည်းအတူအိတ်ဖို့ခွင့်ပြုလိုက်ရပါတယ်။ဒါကြောင့်ရဲဦးနိုလန်ဆိုတာကအဲ့လိုမိမလိုက်စားပြီးတော့အကျင့်လဲမကောင်းတဲ့လူစားမျိုးဖြစ်ပါတယ်။တောအုပ်တစ်ခုထဲမှာတော့လူတစ်ယောက်ကလက်ကနာရီလေးကိုကြည့်လိုက်တစ်ခုခုကိုရှာလိုက်လုံနေပါတယ်။ပြီးတဲ့နောက်ကျိုးတစ်ချောင်းကိုဆွဲလိုက်ပြီးတော့ဖောင်တစ်ခုပေါ်တက်ခါအိမ်လေးတစ်လုံးစီကိုထွက်လာလိုက်ပါတယ်။အိမ်ထဲကိုဝင်ပြီးကြည့်လိုက်တော့ဘာမှမတွေ့တာကြောင့်အပြင်ကိုပြန်ထွက်လိုက်ပါတယ်။တစ်ပင်တစ်ခုပေါ်မှာတော့အိပ်ပျော်နေတဲ့လူတစ်ယောက်စီကိုဝေဟောက်တစ်ကောင်တက်လာနေပါတယ်။တစ်ပင်အောက်ကနေအဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့သူကတငယ်ကြီးကီတူးဆိုပြီးတော့တိုးတိုးလေးနှိုးလိုက်ပါတယ်။သူနှိုးလိုက်တော့ကီတူးကအမွေကိုကင်လိုက်ပြီးတော့တငယ်ကြီးဖြစ်သူကိုမိတ်ဆက်ပေးနေပေမဲ့တငယ်ကြီးဖြစ်သူကတော့ဝေကိုကြည့်ပြီးတော့ကြောက်လန့်နေပါတယ်။ဘာကိစ္စကြောင့်ဒီကိုရောက်လာတာလဲလို့ကီတူးကမေးလိုက်တော့တငယ်ကြီးဖြစ်သူကသူ့ဦးလေးကြောင့်ဆိုပြီးတော့ပြောပြလိုက်ပါတယ်။ကီတူးနေတဲ့နေရာမှာရုပ်ရှင်အဖွဲ့တစ်ခုရုပ်ရှင်လာရမယ့်ကိစ္စဖြစ်ပါတယ်။ကီတူးကလက်ခံပေးရင်30ပေးဦးမယ်လို့ဦးလေးဖြစ်သူကအာမခံနေတာကြောင့်လာခဲ့တာလို့ကီတူးကိုပြောပြလိုက်ပါတယ်။ကီတူးကပထမတော့ညင်းနေပေမဲ့ပတ်စံ30တောင်ရမယ်ဆိုတာကြောင့်သူ့နေရာမှာရက်ကွင်းလာရဖို့ကိစ္စကိုသဘောတူလိုက်ပါတယ်။ဒီလိုနဲ့မိဘတွေမရှိတော့တဲ့ကီတူးကသူ့အန်ဒီအိမ်မှာထမင်းကတ်စားနေတာကြောင့်စားစရာလာယူနေပါတယ်။သူ့ရဲ့တော်ထဲမှာရုပ်ရှင်ရက်ကွင်းတစ်ခုရိုက်ဖို့ရှိတာကြောင့်အန်ဒီရဲ့သားသူ့ရဲ့ဝမ်းကွဲညီလေးကိုရက်ကွင်းမှာနေစားလူလိုမှဖြစ်တာကြောင့်အလုပ်လာလုပ်ဖို့ပြောနေပါတယ်။ဒါပေမဲ့လည်းဝမ်းကွဲညီလေးကတော့သူ့ကိုသဘောကျပုံမပေါ်တာကြောင့်အန်ဒီကိုပဲနှုတ်ဆက်လိုက်ပြီးတော့ပြန်လာလိုက်ပါတယ်။ဒီလိုနဲ့တညမှာတော့ကီတူရဲ့ဝမ်းကွဲညီလေးနဲ့သူ့တငယ်ချင်းတစုတော်ထဲမှာမှောင်ကိုတနက်တွေခိုးလုံးနေကြပါတယ်။သူတို့ထဲကတယောက်ကတခြားတယောက်ကိုစားနောက်ရကနေအစခံရတဲ့သူကမခံနိုင်တော့ပဲလက်ထဲကလုံနေတဲ့တနက်နဲ့ပြစ်လိုက်မိပါတော့တယ်။အဲဒါကြောင့်လဲကျသွားတဲ့သူကိုစစ်ဆေးကြည့်လိုက်တော့တေဆုံးသွားပြီဖြစ်လို့တခြားသူတွေမင်းရင်တေဆုံးသွားတဲ့သူကခရီးထွက်သွားတယ်လို့လေမျောကြမယ်ဆိုပြီးတော့ကျန်တဲ့3ယောက်ကညှိလိုက်ပြီးတော့တော်ထဲမှာပဲအလောင်းဖြောက်လိုက်ကြပါတယ်။နောက်နေ့မှာတော့ကီတူရဲ့နေရာမှာရုပ်ရှင်ရိုက်ခွင်စနေပြီဖြစ်ပါတယ်။ဒိုင်တာဖြစ်သူကဓာတ်ပုံတစ်ပုံကိုပြလိုက်ပြီးတော့အဲ့ဒီလိုပုံမျိုးရိုက်ချင်တာကြောင့်မင်းသားနဲ့မင်းသမီးနေရာမှာအစားထိုးဖို့လူ2ယောက်ချက်ချင်းလိုတယ်ပတ်စံ9000လည်းပေးမယ်လို့ပြောလိုက်ပါတယ်။ကီတူကိုဦးလေးဖြစ်သူကလည်းဒီမှာအဲ့လိုတစ်ပစ်မော်ကိုတက်ပြီးတော့ဓာတ်ပုံရိုက်နေတဲ့သူဆိုလို့သူပဲရှိတာကြောင့်လို့ဖို့တိုက်တွန်းနေပါတယ်။ကီတူကတော့အလုံးရှုပ်တဲ့ဗျာဆိုပြီးပြောနေတော့ဦးလေးလို့သူက9000ပေးမယ်လို့ပြောလိုက်တော့ဝယ်စားလဲပြီးတော့တစ်ပစ်မော်ကိုကီတူတယောက်ချက်ချင်းရောက်သွားပါတော့တယ်။ခဏကြာတော့မင်းသမီးနေရာမှာကီတူလိုပဲအစားထိုးပြီးဓာတ်ပုံဝင်ရပြီးမှအရန်လှတဲ့ကောင်မလေးတယောက်သူ့ရင်ခွင်ထဲကိုဖြည်းဖြည်းချင်းရောက်လာခဲ့ပါတယ်။ကီတူလည်းထိုကောင်မလေးကိုတေချာစိုက်ကြည့်နေပါတယ်။ဒိုင်တာဖြစ်သူကလည်းသူတို့နှစ်ယောက်ရဲ့တရုပ်ဆောင်မှုတွေကိုကြိုက်နေပြီးတော့တစ်ချိန်တည်းမှာပဲထုတ်လို့သူလည်းရောက်လာကသူလည်းသဘောကျနေပါတယ်။ပြီးတဲ့နောက်ထုတ်လို့သူကအကဖွဲ့ရဲ့ခေါင်းဆောင်မော်နီကာကိုခေါ်ပြီးတော့မင်းသမီးနေရာမှာအစားထိုးဝင်ရိုက်သွားတဲ့ကောင်မလေးကဘယ်သူလဲလို့မေးနေပါတယ်။မော်နီကာကလည်းသူ့ရဲ့အခြေဆုံးတငယ်ချင်းတယောက်ဖြစ်ပြီးတော့သူမနဲ့အတူမိဘမဲ့ဂေဟာမှာအတူတူကြီးပြင်းခဲ့ပြီးတော့နာမည်ကတော့ဂျက်စမင်လို့ခေါ်တယ်လို့ပြောပြလိုက်ပါတယ်။သူမကထပ်ပြီးတော့ဂျက်စမင်ကဆွမ်းအားနာမကြသူတွေဖြစ်ကြောင်းလည်းပြောပြလိုက်ပါတယ်။အဲ့လိုပြောနေကြတာကိုကစ်တူလည်းတစုံတစတော့ကြားသွားခဲ့ပါတယ်။နောက်နေ့မှာတော့ရိုက်ကွင်းစတင်နေပြီးတော့ဒိုင်ယာတာကမင်းသားနဲ့မင်းသမီးကိုဒိုင်ယာလောက်တွေတင်ပေးနေပါတယ်။ဂျက်စမင်လည်းဇောက်ဝင်ကန်ထဲမှာပါဝင်တရုပ်ဆောင်မှာဖြစ်တာကြောင့်ဘေးနားမှာရှိနေပါတယ်။ကစ်တူတို့တငယ်ချင်း2ယောက်ကလည်းနန်းတွဲအဝတ်စားတွေနဲ့ပါဝင်တရုပ်ဆောင်ကြဖို့ဝတ်ဆင်ထားကြပါတယ်။ဓာတ်ပုံဆရာကိုလူလေကြပြီးတော့ဓာတ်ပုံရိုက်နေတဲ့အချိန်တစ်ဖက်ကရိုက်ကွင်းထဲကိုလူတယောက်ဝင်လာပြီးတော့မင်းသားကိုခြေထောက်နဲ့စောင့်ကန်လိုက်တာကြောင့်ဂျက်စမင်ကိုပါထိပြီးတော့လဲကျသွားပါတယ်။အဲ့လိုဖြစ်သွားတာကိုမြင်လိုက်တဲ့ကစ်တူကလည်းဖိုက်တာကြီးလိုပြေးလာပြီးတော့နှာခေါင်းကိုထိခိုက်မိပြီးလဲကျနေတဲ့ဂျက်စမင်ကိုဆွဲထုတ်လိုက်ပါတယ်။ပြီးတဲ့နောက်အဲ့ဒီလူကပဲမင်းသားကိုဒုံးနဲ့ထပ်ရိုက်လိုက်တာကြောင့်ကီတူကဂျားထဲကနေဝင်ကာပေးလိုက်ပါတယ်။ကီတူကဒီနေရာကသူ့နေရာဖြစ်လို့အုတ်လာကြီးပြဿနာလာရှာနေတဲ့သူတွေကိုမင်းသားကဘာမှလုံးမိလို့လဲလို့မေးလိုက်ပါတယ်။အဲ့တော့မှအဲ့လူတွေကတယောက်ကမင်းသားကရွာလူကောင်မလေးတယောက်ကိုပတ်စံပေးပြီးစော်ကားခဲ့တယ်လို့ပြောပြလိုက်ပါတယ်။အဲ့ဒါကြောင့်ကီတူကထုတ်လို့သူနဲ့တိုင်မကြီးတော့ရိုက်ကွင်းကဖျက်လို့မရဘူးဆိုတာကြောင့်သူ့ရွာကလူတွေကိုပဲကီတူကရုပ်ရှင်ရိုက်ကွင်းကဒီမှာလာရိုက်ပြီးလို့ရွာကလူတွေရဲ့အလုပ်ရနေကြတာဒါကြောင့်ဒီတစ်ချိန်တော့ခွင့်လွှတ်ပေးလိုက်ပါသူတာဝန်ယူပါတယ်ဆိုကမင်းသားဘက်ကနေကာကွယ်ပေးပြီးတော့တောင်းပန်လိုက်ပါတယ်။ရွာကလူတွေကလည်းကီတူကြောင့်ခွင့်လွှတ်ပေးလိုက်ပြီးတော့ပြန်သွားကြပါတယ်။
ပြီးတဲ့နောက်ကီတူနဲ့ဂျက်စမင်တို့ကကိုစီဒဏ်ရာရထားတာကြောင့်ဆရာဝန်ကတောက်ဆေးလာပေးလိုက်ပါတယ်။ချက်ကိုချက်ကန်ဖြစ်နေတဲ့ကီတူကိုဂျက်စမင်ကပဲဆေးတောက်ဖို့ရေဘူးပေးလိုက်ရပါတယ်။ဒီလိုနဲ့နောက်နေ့မနက်မှာတော့ရုပ်ရှင်ရိုက်ဖို့ထွက်လာတဲ့ဘတ်စကားကိုရဲတယောက်ကတားပြီးတော့စစ်ဆေးဖို့လုပ်နေပါတယ်။ကီတူကခွင့်ပြုမေးရပြီးသားပါလို့ထိုရဲကိုပြောပြနေပေမဲ့မရခဲ့ပါဘူး။ဂျက်စမင်ကိုရဲကခေါ်လိုက်ပြီးတော့သူမအိတ်ကိုစစ်ဆေးနေတဲ့အခါသူမအတွင်းကဗရာကိုလူတွေရှေ့မှာထုတ်ပြကအရသာခံကြည့်နေပါတယ်။ကီတူလည်းထိုရဲရဲ့လုံးပုံကိုကြည့်ပြီးတော့စိတ်ထဲမှာတော့မျက်နှာကိုအချက်တရာလောက်ထိုးချင်နေတဲ့ပုံစံပါပဲ။ပြီးတော့အိတ်ထဲကဂျက်စမင်ရဲ့ရေမွေးပလင်းကိုထိုရဲကတဲယူလိုက်ပါတယ်။ဂျက်စမင်ကတော့သူမရဲ့ရေမွေးပလင်းကိုပြန်ယူပေးပါဆိုတဲ့အမူအရာနဲ့သူ့ကိုကြည့်ပြီးတော့ကားပေါ်ကိုတက်သွားလိုက်ပါတယ်။အဲ့လိုနဲ့နေ့လေရောက်တော့သူမထမင်းကြိုင်ထဲမှာသူမရေမွေးပလင်းလေးကိုတွေးလိုက်ရတော့ဂျက်စမင်လည်းပျော်သွားပါတယ်။တစ်ဖက်မှာလည်းထုတ်လို့သူကဂျက်စမင်ကိုသဘောကျနေပြီးတော့ရုပ်ရှင်တာဝန်ခံဖြစ်တဲ့ကီတူရဲ့ဦးလေးကိုပြောခိုင်းနေပါတယ်။ကီတူတယောက်ဟင်းချက်နေချင်းညီမဝမ်းကဖြစ်တဲ့ရဲမေရောက်လာပြီးတော့မနေ့ကသူမရှိလို့ရုပ်ရှင်ဘတ်စကားကိုတခြားရဲကစစ်ဆေးတဲ့ကိစ္စတွေတောင်းပန်ကြောင်ပြောနေပါတယ်။ကီတူကလည်းအဲ့ဒီရဲမျက်နှာကိုမနေ့ကအရန်ထိုးချင်ခဲ့တဲ့ကြောင်ပြပြလိုက်ပါတယ်။ပြီးတော့ဂျက်စမင်ရောက်လာပြီးတော့ကီတူနဲ့စကားပြောချင်နေဆိုတာကြောင့်နှစ်ယောက်သားတွေ့နေကြပါတယ်။ကီတူကတော့ဂျက်စမင်ရဲ့ခြေဟန်လက်အန်တွေကိုကြည့်ပြီးတော့ကြိုးကြိုးစားစားနဲ့နားလည်အောင်လုပ်နေပါတယ်။ခဏကြာတော့သူ့ကိုနာမည်မေးမှန်းသိသွားတော့ကီတူဆိုပြီးပြပြလိုက်ပါတယ်။အဲ့လိုနဲ့ကီတူနဲ့ဂျက်စမင်တို့တယောက်နဲ့တယောက်စပြီးတော့ယဉ်နီးသွားကြပြီးတော့ကီတူကတော့ဂျက်စမင်ကိုအရန်ကိုသဘောကျသွားပါတယ်။ဒီလိုနဲ့တရက်မှာတော့ကီတူကထုတ်လို့သူတွေထမင်းကြိုင်လာပို့တာကိုအထဲကိုမဝင်ဘူးရုပ်ရှင်ထုတ်လို့သူရဲ့တပည့်ကတားလိုက်ပါတယ်။အဲ့ဒါကြောင့်ကီတူလည်းတငငချင်းတယောက်နဲ့စကားပြောနေရင်ထိုင်ဆောင်လိုက်ပါတယ်။ထိုတငငချင်းကအဲ့ဒီထဲမှာကောင်မလေးတယောက်နဲ့ထုတ်လို့သူအတူရှိနေတာတော်တော်ကြာနေပြီ။ကောင်မလေးကတော့မုံဘိုးကောင်းကောင်းရမှာပါဆိုပြီးတော့ပြောပြနေပါတယ်။ကီတူကလည်းပတ်စံရှိတဲ့သူတွေကတော့အဲ့လိုပါပဲလို့ပြန်ပြောလိုက်ပါတယ်။ခဏကြာတော့အထဲကနေထွက်လာတဲ့သူကဂျက်စမင်ဖြစ်နေတာကိုသူမြင်လိုက်ရတော့စိတ်နဲ့ကိုမကတ်တော့ပဲမယုံနိုင်ဖြစ်သွားခဲ့ပါတယ်။ထမင်းကြိုင်ကိုလည်းတငယ်ချင်းကိုပဲပိုးခိုင်းလိုက်ပြီးတော့ပြန်လာလိုက်ပါတယ်။တကယ်တော့အဲ့ဒီအခန်းကထုတ်လို့သူတွေနေတဲ့နေရာမဟုတ်ပဲအကသမားလေးတွေအဝတ်လဲတဲ့အခန်းဖြစ်ပါတယ်။ထုတ်လို့သူကဂျက်စမင်ကိုလိုချင်နေတာဖြစ်လို့ကီတူကိုအထင်လွဲတော့တပည့်တွေကိုတမင်လုံးကြံခိုင်းထားတာပါ။ကီတူကတော့အဲ့ဒါကိုမသိခဲ့ပါဘူး။အဲ့လိုနဲ့နောက်နေ့မှာတော့ဂျက်စမင်ကိုထုတ်လို့သူရဲ့ဆန္ဒရတီးတဲ့အပန်းဖြေစကန်တစ်ခုကိုကားနဲ့လာခေါ်လို့လိုက်သွားရပါတယ်။ဒါကလည်းကီတူကဂျက်စမင်ကိုကြိုက်နေမှန်ဒီလိုနောက်ဆုတ်သွားအောင်တမင်အကွက်ကြစီစဉ်ထားတာဖြစ်ပါတယ်။အဲ့လိုနဲ့ရုပ်ရှင်ထုတ်လို့သူရဲ့မွေးနေ့မှာပါတီပွဲတစ်ခုကျင်းပနေကြပါတယ်။အဲ့ဒီဘွဲမှာထုတ်လို့သူကဂျက်စမင်ကိုတစ်ချက်ဖတ်လိုက်ပြီးတော့ဘောနက်ထဲအများကြီးပို့တဲ့ပတ်စံတွေပေးလိုက်ပါတယ်။အဲ့ဒါကိုကြည့်နေတဲ့ကီတူကလည်းဂျက်စမင်ကထုတ်လို့သူရဲ့အပျော်စိန်ခံမလေးတယောက်လိုထင်သွားခဲ့ပါတယ်။အဲ့လိုထင်အောင်လဲထုတ်လို့သူကတမင်လုံးပြနေတာဖြစ်ပါတယ်။ပြီးတော့သူတပည့်တွေကတယောက်ကဂျက်စမင်တောင်းမဲ့အချိုရီတွေကိုဆေးခတ်ပြီးတော့သွားချပေးလိုက်ပါတယ်။အဲ့လိုနဲ့ပွဲလေးပြီးသွားတော့လူစုခွဲလိုက်ကြပါတယ်။ဂျက်စမင်ကတော့ဆေးခတ်ရတဲ့အချိုရီကိုကိုအောင်တောက်လိုက်ပါတယ်။အဲ့ဒါကြောင့်သူမမူးနေပြီးတော့ကားပေါ်ကိုတက်သွားတာကိုကီတူကမြင်လိုက်ပါတယ်။ကီတူရဲ့ဦးလေးကလည်းပတ်စံထွန်းနဲ့ထုတ်လို့သူပြောတဲ့အတိုင်းလိုက်လုံးမိပြီးတော့အခုလိုမကောင်းတဲ့လုပ်ရက်တွေကကီတူနဲ့ဂျက်စမင်တို့ရဲ့အချက်ပေါ်တရားမှုမရှိပါသေးနဲ့ဆိုပြီးဖျားရှိမှဆူတောင်းနေပါတယ်ကီတူတယောက်ကတော့ဂျက်စမင်နဲ့ပတ်သက်ပြီးတော့သူမြင်ခဲ့ကြားခဲ့တာတွေကြောင့်ဂျက်စမင်ကိုမေးပြဖို့ကြိုးစားနေပါတယ်အဲ့ဒီချိန်မှာသူတငယ်ချင်းရဲမေရောက်လာပြီးတော့ကီတူကိုသူများတို့ရဲ့ကောလာဟာလာတွေနဲ့နေရဲ့အချစ်တွေကိုမျိုးသိပြီးမနေဖို့နဲ့ကိုယ်တိုင်ကိုယ်ကျမတွေ့ရသေးဘယ်သူမှမယုံမှုပြောပြလိုက်ပါတယ်တစ်ဖက်မှာလည်းဂျက်စမင်ကိုမျက်နှာဖုံးဆွတ်ထားတဲ့သူတွေကခေါ်သွားနေကြပါတယ်အဲ့ဒါကိုကီတူတငယ်ချင်းဖြစ်တဲ့ဖက်တီကတွေ့သွားပြီးတော့တားလိုက်တော့ဖက်တီနဲ့ထိုးချိတ်နေကြပါတယ်ကီတူတို့လည်းစကားပြောနေရင်လက်ကနာရီလေးကသုံးချက်မြည်လာတော့ဖက်တီတစ်ခုခုဖြစ်နေပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်တာကြောင့်ဖက်တီစီကိုကီတူပြေးလာနေပါတယ်လဲကျနေတဲ့ဖက်တီကိုထူလိုက်ပြီးလက်ကဖုံးနာရီလေးတွေကိုဖုံးဝင်လာတာကြောင့်ကင်လိုက်တော့ဂျက်စမင်ကတန်မိုးရှိတဲ့ကောင်မလေးဖြစ်ကြောင်းထို့လို့သူကပတ်စံပေးပြီးခိုင်းလို့အခုလိုလုံးကျန်ကောလာဟာတွေလွှင့်ခဲ့တာလို့ဦးလေးဖြစ်သူရဲ့တပည့်ကကီတူကိုဝန်ခံပြီးတော့ပြပြလိုက်ပါတယ်အဲ့ဒါကြောင့်အမှန်ကိုသိသွားတဲ့ကီတူလည်းမျက်နှာဖုံးတဲ့လူတွေကိုတိုက်ခတ်ပြီးသူတို့လက်ကနေဂျက်စမင်ကိုကဲလိုက်ပါတယ်ဒီလိုနဲ့ညဘက်မှာတော့ကာရတီတော်လန်တိုင်းမောင်းလာနေပြီးတော့စမ်းချောင်းတစ်ခုတည်းကိုထိုးကျသွားပါတယ်ကားမောင်းလာတဲ့သူကဒီမျိုးရဲ့အကျင့်ပြက်မိမတဲ့လိုက်စားတဲ့ရဲအုပ်နိုလန်ဆိုသူဖြစ်ပါတယ်မတော်တဆမှုကြောင့်ခေါင်းကိုထိသွားတာကြောင့်ကားပေါ်ကဆင်းလိုက်ပြီးတော့တပည့်တယောက်စီကိုဖုံးဆက်ပြီးတော့သူ့ကိုလာခေါ်ဖို့ပြောလိုက်ပါတယ်လက်ထဲမှာတော့ဂျက်စမင်ရဲ့ဓာတ်ပုံကိုကင်ထားပြီးတော့အတိတ်ကိုပြန်တွေးလိုက်ပါတယ်အတိတ်မှာတော့ရုပ်ရှင်ဘတ်စကားကိုလမ်းမှာရဲတွေစစ်ဆေးတဲ့နေ့တုန်းကရဲအုပ်ကတူတူရှိနေပြီးတော့ဂျက်စမင်ကိုမြင်ပြီးထိုနေ့မှာတွေကသဘောကျနေခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်ရုပ်ရှင်ထုတ်လုပ်သူကိုရုပ်ရှင်ရိုက်ကူးရေးခွင့်ပြုမိတ်လိုချင်ဂျက်စမင်ကိုသူ့စီပေးဖို့ပြောခဲ့တာဖြစ်ပါတယ်။တကယ်တော့ညတော့ကဂျက်စမင်ကိုမျက်နှာဖုံးစုပြီးခေါ်လာတဲ့အဖွဲ့ကရဲအုပ်နိုလန်ရဲ့လူမိုက်အုပ်စုဖြစ်ပါတယ်။အဲဒါကြောင့်သူ့လက်ထဲရောက်ခါနီးမှကီတူကြောင့်ဂျက်စမင်ကိုလက်လွတ်လိုက်ရလို့ပြန်ရအောင်ယူမဲလို့ကြုံဝါလိုက်ပါတယ်။ဒီလိုနဲ့ရိုက်ကွင်းပြီးသွားတော့ဂျက်စမင်ကကီတူစီမှာပဲနေခဲ့ပါတယ်။သူမတန်ငယ်ချင်းဖြစ်သူကလည်းကီတူရဲ့အချစ်ကိုယုံကြည်တာကြောင့်သူမကိုအပ်ထားခဲ့ပါတယ်။ရဲအုပ်နိုလန်ကားမတော်တဆမှုဖြစ်ခဲ့တဲ့ညတော့ကတော်ထဲမှာကီတူရဲ့ညီဝမ်းခွဲတို့အဖွဲ့ဖွက်ထားတဲ့တရားမဝင်လက်နက်တွေကိုတွေ့သွားခဲ့ပါတယ်။အဲဒါကြောင့်ရဲဦးကတနက်တွေကိုစစ်ဆေးကြည့်လိုက်တော့ကွန်းရနန်းတွေရနေတာကြောင့်ရွာထဲမှာကွန်းရဆိုင်ဖွင့်ထားတဲ့ကီတူရဲ့ညီဝမ်းခွဲအဖွဲ့မှန်တီးသွားတာကြောင့်သူတို့အဖမ်းခံလိုက်ရပါတယ်။ပြီးတော့လေသူတို့စစ်ဆေးနေရင်လည်းလူသက်ပြီးအလောင်းဖြောက်တဲ့အမှုတွေပေါ်လာခဲ့ပါတယ်။အဲဒါကြောင့်ရဲဦးကသူတို့တွေကိုအမှုကနေတက်တာမှုရချင်ရင်သူတို့ရဲ့ခေါင်းဆောင်ကကီတူဖြစ်ကြောင်းပြောဖို့အကြက်ကန်လိုက်တာကြောင့်သူတို့တွေလည်းသဘောတူလိုက်ရပါတယ်။အဲ့လိုနဲ့နောက်နေ့မှာတော့ကီတူကိုတရားမဝင်တနက်မှောင်ခိုလုံးမှုနဲ့ရဲဦးကအိမ်မှာလာရောက်ဖမ်းဆီးလိုက်ပါတယ်။ပြီးတဲ့နောက်ရွာကလူတွေကိုလည်းကီတူကလက်နက်မှောင်ခိုအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီးတော့လူသက်အလောင်းဖြောက်ခဲ့တာကြောင့်ဖမ်းဆီးလိုက်ပြီးလို့ကြေညာလိုက်ပါတယ်။အဲ့ဒီနောက်ကီတူကိုရဲစခန်းမှာဖမ်းချုပ်ထားပြီးတော့ရဲဦးနိုလန်ကအညိုးတွေနဲ့နှိပ်စက်လို့နေပါတယ်။ပြီးတော့မွေးနေ့ပွဲညကမျက်နှာဖုံးနေတဲ့လူတွေထဲမှာရဲဦးနိုလန်ပါလာခဲ့ပြီးတော့ဂျက်စမင်
မင်းကိုရခါနီမှကီတူရဲ့တိုက်ခိုက်မှုကိုခံလိုက်ရတယ်ဆိုတာကိုကီတူကိုပြောပြနေပါတယ်ပြီးတဲ့နောက်ရဲစခန်းကသူ့လက်အောက်ငယ်သားတို့တာဝန်ချင်းပြီးပြီဖြစ်လို့စောစောအိမ်ပြန်အနားယူခိုင်းလိုက်ပါတယ်သူတပည့်ရင်တယောက်နဲ့ကီတူရဲ့တငယ်ချင်းရဲမေကိုပဲခေါ်ထားလိုက်ပါတယ်ရဲမေကိုတော့ညကျရင်သူတို့စားဖို့ထမင်းချက်ခိုင်းလိုက်ပါတယ်ဂျက်စမင်ကိုလည်းပြန်မလွတ်ပဲရဲအုပ်ကသူနဲ့တူနေဖို့ခေါ်ထားတယ်လို့ဂျက်စမင်ကလည်းကီတူမလွတ်ပဲပြန်မှာမဟုတ်တာကြောင့်ရဲစခန်းမှာပဲတူတူရှိနေကြပါတယ်ပြီးတဲ့နောက်ထမင်းချက်နေတဲ့ရဲမေကကီတူကိုချီကြတဲ့ကျိုးအောက်ကနေဖျောင်းနိုင်ပြီးထွန်းပေးလိုက်ပါတယ်ရဲအုပ်ကတော့ဂျက်စမင်နဲ့စကားပြောပြီးတန်းစင်ကန်နဲ့ဝင်သွားပါတယ်အဲ့ချိန်မှာတော့ဂျက်စမင်ကအောက်ကိုကျနေတဲ့ဓာတ်ကိုယူလိုက်ပြီးတော့ကျိုးကိုဖျက်လိုက်ပါတယ်တစ်ဖက်ကကျိုးစားမှာလည်းဖျောင်းနိုင်ပြီးကလောင်ပြီးတော့ပြက်သွားပါတယ်ခြေထောက်ကိုချီကြတဲ့ကျိုးနှချောင်းစလုံးပြက်သွားတာကြောင့်ကီတူကဝင်လာတဲ့ရဲအုပ်တပည့်ကိုကန်လိုက်ပါတယ်ပြီးတော့ကျိုးကိုဖျက်လိုက်ပြီးတော့ဂျက်စမင်နဲ့ထွက်ပြေးဖို့လုံနေတဲ့ချိန်ဖတ်တီးပါရောက်လာပြီးတော့ရဲအုပ်တပည့်ကိုနှစ်ယောက်ပေါင်းပြီးတော့လက်ကိုချိုးလိုက်ပါတယ်အဲ့ချိန်မှာပဲသူ့ဦးလေးလည်းရောက်လာပြီးတော့သူတို့တွေကိုပြေးဖို့ပြောနေကြကြောင်းထွက်ပြေးလိုက်ကြပါတယ်ဒီလိုနဲ့သူတို့တငယ်ချင်း၃ယောက်တော်တဲ့ကိုပဲပြန်လာခဲ့ကြပါတယ်ဖတ်တီးကတော့အဲ့ဒီရဲအုပ်ကနောက်ရဲ20လောက်နေလို့ရှိရင်နေပြောင်းခံရတော့မှမလို့ဒီကြားထဲမှာတီးခံပြီးနေဖို့နဲ့သူနဲ့ပြဿနာထပ်မဖြစ်ဖို့တတိပေးလိုက်ပါတယ်နောက်နေ့မှာတော့ကီတူကိုရဲစခန်းကဝင်းအပြည့်အဖြစ်နဲ့ဖမ်းဝရမ်းထုတ်လိုက်ပါတယ်ကီတူတို့ကိုဖမ်းနိုင်ဖို့ရဲအုပ်နိုလန်ကတော့သူမွေးထားတဲ့လူမိုက်တွေနဲ့တော်ထဲမှာလိုက်ရှာဖို့အစီအစဉ်စလိုက်ပါတယ်တော်ထဲမှာတော့ကီတူနဲ့တငယ်ချင်းဖတ်တီတို့စကားတွေပြောနေကြပါတယ်ဂျက်စမင်ကတော့ရေချိုးကန်းဝင်နေတဲ့ချိန်ဒရုန်းစင်းရောက်လာခဲ့ပါတယ်ရဲအုပ်နိုလန်လှုပ်လိုက်တဲ့ဒရုန်းဖြစ်နေတာကြောင့်သူတို့ပုံနေတဲ့နေရာကိုတီးသွားကြပါတယ်အဲ့ဒါကြောင့်ကီတူကဒရုန်းကိုပြစ်ချလိုက်ပါတယ်ဒါပေမဲ့နေရာကိုတီးသွားတာကြောင့်တနေ့မို့တနေ့ရဲအုပ်နဲ့လူမိုက်တွေရောက်လာမယ်ဆိုတာကတော့အသေးချာပါပဲပြီးတဲ့နောက်မိဘတွေမရှိတော့တဲ့ကီတူကသူချစ်ရတဲ့ကောင်မလေးအတွက်သာအခုလိုတွေတက်တိတွေရှိပြနေပေမဲ့သူရမ်းပင်ပန်းနေပြီဆိုတဲ့အကြောင်းရေဖွင့်လာတော့ဖတ်တီကဖတ်ပြီးတော့နှစ်ထိပ်ပေးလိုက်ပါတယ်ကီတူကဖတ်ထားတဲ့ဖတ်တီကိုကြည့်ပြီးတော့အဖေတယောက်ရဲ့မြေတာအရေးဆိုတာဒီလိုမျိုးထင်တယ်ဆိုပြီးထပ်ပြောလာတော့ဖတ်တီလည်းမျက်ရည်တွေကျလာခဲ့ပါတယ်ဒီလိုနဲ့နောက်နေ့မှာတော့ဖတ်တီတယောက်ရဲကိုလာတွေ့ပြီးတော့ကီတူတို့ချစ်သူနေရာကိုဒီတိုင်းလေးပဲလွတ်ထားပေးဖို့တောင်းပန်နေပါတယ်မိမကိစ္စနဲ့ပတ်သက်လာရင်လူတက်ဖို့တော့ဝင်မလေးတဲ့ရဲအုပ်ကဖတ်တီကိုမင်းမညီမရှိတယ်မလားဂျက်စမင်နေရာမှာအစားထိုးလိုက်မယ်လေလို့ပြောလိုက်တော့ဖတ်တီလည်းဒေါသထွက်သွားပြီးတော့လေပင်ကိုညှစ်လိုက်ပါတယ်အဲ့ဒါကြောင့်ရဲအုပ်ရဲ့လူမိုက်တွေကဖတ်တီကိုချုပ်ထားလိုက်ပါတယ်ပြီးတော့ရဲအုပ်ကဖတ်တီကောင်းကိုပလင်းတွေနဲ့ရိုက်ပါတယ်အဲ့လိုရိုက်ခံရတဲ့အချိန်မှာတော့ဖတ်တီကကီတူတို့ကိုဘာမှမလုပ်ဖို့တောင်းပန်နေတော့မှာပဲပြီးတဲ့နောက်ရဲအုပ်ကဖတ်တီကောင်းကိုပေါင်းတစ်လုံးနဲ့ဆွတ်လိုက်ပြီးတော့တပ်ပစ်လိုက်ပါတယ်အဲ့လိုနဲ့ဖတ်တီလက်ကကီတူနဲ့ချိတ်ဆက်ထားတဲ့နိုင်လေးကြောင့်ဖတ်တီတစ်ခုခုဖြစ်နေတယ်ဆိုတာကိုသိသွားတာကြောင့်ကီတူတော်ထဲမှာလိုက်ရှာနေပါတယ်တစ်ပင်တစ်ပင်မှာတော့ဦးလေးဖြစ်သူကိုကျိုးနဲ့ချီထားတာတွေးလိုက်ရပြီးတော့ဖတ်တီလက်ကနိုင်ကိုဦးလေးကိုပတ်ပေးထားတာဖြစ်ပါတယ်ဦးလေးဖြစ်သူကလည်းမင်းတကယ်ချင်းဖတ်တီကိုရဲအုပ်ကတက်လိုက်ပြီးလို့ကီတူကိုပြောပြလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလူမိုက်တွေရောက်လာပြီးတော့ကီတူကိုတိုက်ခိုက်ပါတော့တယ်ကီတူလည်းသူတို့ကိုပြန်ချနေခြင်းအတန်တစ်ခုကိုကြားလိုက်ရပါတယ်အဲ့ဒါကတော့ဂျက်စမင်ကသူမစီရောက်လာတဲ့ရဲအုပ်နိုလန်ကိုရန်တွေနဲ့ပြစ်ပေါက်နေတာဖြစ်ပါတယ်အဲ့ဒါကြောင့်ကီတူလည်းဂျက်စမင်စီကိုချက်ချင်းပဲပြန်ပြေးလာခဲ့ပါတယ်ဂျက်စမင်စီကိုရောက်တော့ရဲအုပ်ကိုတွေးလိုက်ရပြီးတော့ရေအိုင်ထဲမှာနှစ်ယောက်သားတစ်ယောက်နဲ့တစ်ယောက်အပြင်းထန်တိုက်ခိုက်လိုက်ကြပါတယ်အဲ့လိုတိုက်ခိုက်နေရင်ကီတူရဲ့မွေကရဲအုပ်ကိုကတ်လိုက်တာကြောင့်မွေစိတ်တက်ပြီးမတိုက်ခိုက်နိုင်တော့ပဲဖြစ်နေပါတယ်အဲ့ဒါကြောင့်ရဲအုပ်ကသူ့ဦးလေးကိုမြားနဲ့ထိုးလိုက်ပြီးတော့သူ့ကိုဆေးရုံပို့ပြီးမပို့ပင်ရင်ဦးလေးကိုတက်ပြစ်မယ်လို့ချင်းချောက်လိုက်ပါတယ်။ရွေးစရာမရှိတဲ့ကီတူကလည်းဦးလေးရောရဲအုပ်ကိုပါဖောင်မော်တင်ပြီးဆေးရုံပို့ပေးလိုက်ပါတယ်။ပြီးတဲ့နောက်ကီတူလည်းဆေးရုံမှာဖတ်တီကိုနောက်ဆုံးအနေနဲ့နှုတ်ဆက်နေပါတယ်။အဲ့လိုနဲ့တငငချင်းဖတ်တီရဲ့အလောင်းကိုဆေးရုံကနေပြန်တယ်လာကြပါတယ်။ရဲအုပ်ကလည်းအဲ့ဒီဆေးရုံမှာပဲမွေစိတ်ဖြည့်ဆေးထိုးပြီးတော့တက်တာလာကြောင့်ဆေးရုံအပြင်ကိုထွက်လာခဲ့ပါတယ်။ကီတူကတော့နိုင်ကတငငချင်းပုံကိုကြည့်ပြီးတော့ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်ဖျားကယ်လေးမယ်ဆိုလို့ရှိရင်မကောင်းတာလုပ်တဲ့သူတွေကြတော့ဖျားကဘလို့အပြစ်ပေးမှလဲဆိုပြီးဝမ်းနဲ့စွာနဲ့ပြောနေပါတယ်အဲ့ဒီချိန်မှာပဲတငငင်းဖတ်တီရဲ့အခေါင်းတတာကြီးကဆေးရုံအပေါ်ထက်မှာတေလာနေရင်းကနေအောက်ကိုပြုတ်ကျလာပြီးတော့ရဲဥပေါ်ကိုတဲ့တဲ့ကြီးကျသွားခဲ့ပါတယ်ကီတူကတော့အခေါင်းထဲကနေထွက်ကျလာတဲ့တငငင်းဖတ်တီကိုပြေးဖမ်းလိုက်ပြီးတော့လဲကျသွားပါတယ်ရဲဥနိုလန်ကိုကြည့်လိုက်တော့တေဆုံးသွားခဲ့ပြီဖြစ်ပါတယ်